ဒီနေ့ကအလုံး9ရက်လေးဆိုတော့အိမ်မှာတင်မောတီမုံဖက်တုပ်လေးလှုပ်ရှားဖြစ်တာလေးရိုက်ပြထားတာပါအိမ်ကတင်မောတီတွေကိုဖြစ်ထားပါတယ်ပြီးတော့ငရုတ်တီးလေးတွေအကုန်လုံးကိုလှော်ထားပါတယ်ငရုတ်ကောင်းလေးနည်းနည်းလှော်ထားပါတယ်ဘိုင်းနာမှာဆိုလို့ပါအပြင်တက်တုံဖြူလေးရယ်ငရုတ်တီးရယ်ငပိလေးရယ်ငပိရတော့ဆုံကြီးပဲသုံးထားပါတယ်အကုန်လုံးကိုထောက်ထားပါတယ်ပြီးတော့ငရုတ်မကြီးနှစ်လေးလှုပ်ထားပါတယ်နန်းနန်းပင်မုံဖတ်တဲ့အစင်သင်းအကုန်လုံးဖြစ်ပြီးဆိုတော့အဲ့ဒါကိုအကုန်လုံးကိုမကြီးနှစ်ရယ်စားရယ်ငံပြားရယ်ချုံမုံဖြစ်ဖြစ်ရတာမုံဖြစ်ဖြစ်နည်းနည်းလေးထည့်ပြီးတော့မှအကုန်လုံးနေထားပါတယ်တံမြာသီးကြိုင်တော့တံမြာသီးထည့်လို့လည်းရပါသေးတယ်စားဖို့ကကြတော့အရန်အနေနဲ့ဆက်လဲရွဲသခွားသီးပါမယ်ပြီးရင်ငဖေကြော်တာပါတယ်ငါးတစ်တာကြော်တာပါတယ်တညင်းသီးလည်းအစ်စ်ထည့်ထားပါသေးတယ်တညင်းသီးရောတုတ်လို့ရပါတယ်ဒါပေမဲ့တညင်းသီးကမကြိုက်တဲ့လူစားလို့ရအောင်ဆိုပြီးတော့မကြိုက်တဲ့လူတွေအတွက်ပါဆိုပြီးတော့တညင်းသီးကတော့ဒီတိုင်းပဲအလွတ်ကြီးထားလိုက်ပါတယ်အရန်လည်းစားကောက်ပါတယ်အရန်လည်းအပူချပူတုတ်ဆိုတော့ဆက်ပါတယ်အိမ်မှာညီမလေးတွေမောင်လေးတွေအဲ့လိုမျိုးတွေကိုတုတ်ထားတာစားတဲ့ခါကျတော့တအားကိုလောက်ရတာပေမန်းနေလို့တောင်မှမထင်ဘူးဒါပေမဲ့ကိုဟာကိုဆိုရင်တော့လုံးဝမစားနိုင်ပါဘူးလက်လေးဒဏ်ရာရပါတယ်